Smari ye chukwere dilale songo ngase mige go yembe shaka daya re mashido aun nwe twai twa de atamya hale di ain le de madwe de kai together mo tired na yi re yatan aun da lo ya yin min yin de go do ge jin de min ba de ma ko phat ta on me min ya shi ma be go ane gri ya jin de go go ran go sha twi jin yin ba lo ne lo ga le a chit twi ne la ba ne se no ne de ga swe to pe ge do long jong chen ne pe ma pe ge do ain le ne ma kwe bya do se neတော်နင်းတုံးတာလေနားနေပါ ဟုတ်တယ်ဗျာမင်းတို့လည်းရင်းများနေတော်တော်ရောင် မင်းတို့ထမ်းမှာရှိသေးလား အာအဲ့ဒါကုန်မဲလေကွာနင်းတုံးတာ ရှိရထရှာကွာ အားရောင်ဒီချိန်ကဘာမှသွားရှာမှာပြီးတော့မင်းတို့လည်းရင်းများနေတော်တော်ရောင် ရှော့အဲ့လိုဆိုယူသွားလိုက်ပြီးဆေးကိုရအောင်ရှာခဲ့ပြီ ဟဲ့မင်းပိုးလေးပြောနေနဲ့ကြံယူလိုက်တော့ဆို မင်းတို့မဆိုင်ငါတော့ရှာမယ် ရောင်နေရောင်ငါတို့ဘာမှသွားရှာပြီမင်းလက်စုပ်လည်းပြန်ယူရလိုက်ကျွန်တော်ကိုခန်းတိငါတို့ပြဿနာတက်နေတယ် လို့လို့ကွာငါတို့ဟိုချက်ကြီးစီဆက်တော့ကြည့်လိုက်ပါမလား အေးချက်တော့တကြည့်ပါလေ ရှိတော့ဆိုစမှာလေ အေး စိတ်ပြီး ရောင်ငါဘာကခဏဆောင်နေဟောပြန်လာခဲ့ပြီ ကျွန်တော်မလုပ်ပြရအောင် ငါတော့ကော်ပီတစ်ခါတော့ပြန်လာမယ် ဒီမှာကော်ဖီရတယ်ကျွန်တော်မလုပ်တော့ပါနဲ့ ကော်ပီကရေးရဲများနေတယ်ကဲတော့အတင်းချသွားပြန် ကော်ဖီရ ရှီကအရင်လေးလာပြန်ပြီကဲတော့ထွက်သွားပြန် နောက်တစ်ခါလည်းဒီလိုပဲပြောဟုတ်ပြီလား ကျွန်တော်မလုပ်ပါနဲ့ ခဏဆောင်နော် ကျွန်တော်မလုပ်တော့ပါနဲ့ ကဲရောအောင်ကော်ပီကိုတင်းချသွားပြန်လား ကျွန်တော်ဘာလုပ်တော့ကျွန်တော်လုံးချင်တယ် ခုကော်ပီဖြောနေတာမင်းအလုပ်လုပ်နေရပဲလေ ဟာကျွန်တော်က
ခင်ဗျားစီမှာကော်ဖီပြောင်းလဲလုပ်လာလား မင်းကကော်ဖီမပြောချင်ဘာလို့ရှင်သေးလို့လဲတထဲကိုကော်ဖီပြောပေးရမှာမင်းရဲ့တာဝန်လေ ခင်ဗျာကျွန်တော်လုံးထွက်လက်ကားလို့ချေယူယူလူအများဗာမှတ်ညာမလုပ်ဘူးကွာတသက်လုံးမလုပ် ဟဲ့ဥစားနဲ့လက်ဆောင်ပြတဲ့ဘာတွေပြောနေရလဲ ပိုင်ခန့် အေးဘယ်ကပြန်လာလဲ ငါလှုပ်ထွက်လာတာကွာ ဘာဖြစ်လို့လဲ မင်းချိန်ရလား ရတယ်လေဘာဖြစ်လို့လဲ ငါကွာအဲ့ဆိုငါတို့လက်ကိတ်ထိုင်သွားထိုင်ရအောင်အဲ့ကြမှာပဲငါမင်းကိုအကြောင်းဆုံးပြောပြတာ ဟေ့ကွာကဲပြောပါအောင်မေးကြောင်း ဘညာထုတ်ကောင်စီမှာလှုပ်ဖြစ်သွား ဘလို့ဖြစ်တာလဲမျိုးဝှချောင်းမှာဆင်ပြေနေတာလည်းမဟုတ်ဘူးလား သူကငါ့ကိုသူ့စီမှာလှုပ်ဖို့လာပြောတာလာကလည်းအဆင်ပြေနေအောင်လည်းငါလည်းလှုပ်လက်ခံမိတယ် အဲ့ဒါလည်းမြတ်ကွာဘာလို့ခုလှုပ်ထွက်ရကြလဲ ဒီဘဲကမိုက်ပါဘူးကွာငါလှုပ်ဆောင်ဝင်ရအခုချိန်ဒီဘာအလုံးမှမလုပ်ရတယ်ဒီနေ့နေသူတောက်ဖို့တော့ပဲကော်ဖီပဲပြောင်းနေတယ် မင်းကိစ္စဘလို့လဲကွာ ဟုတ်တယ်ငါလည်းနားမလည်နိုင်တော့ငါ့ကိုလားစားတွေအများကြီးပေးပြီးတော့ဘာလုံးမှမခိုင်းပဲနဲ့ကော်ဖီပဲဖြောက်ခိုင်းငါရဲ့လောက်ကတူတော့ကော်ဖီဖြောက်ပေးလို့မယ် ဒီကိုတမင်တက်တက်လှုပ်ခွက်ရနေမှာ ဟုတ်တယ်အဲ့ကြောင့်ငါလည်းအလုပ်ထွက်လာလိုက် ကောက်ပါလေကွာမင်းတို့စူးစမ်းရလို့လည်းအလုံးမရှားပါဘူး ဒါနဲ့ဘညာအောင်ပုံမှန်လဲလား ပုံမှန်ပါပဲကွာအဆင်ပြေပါရင် မင်းနဲ့ရောအဆင်ပြေရလား ပြေပါရင် အေးကွာငါလည်းဘညာနဲ့မဆုံဖြစ်တာတော့ကြားတယ် အေးနော်ငါတို့၃ယောက်မဆုံးဖြစ်တာတော့တော်တော်ကြာနေပြီငါတို့ RD ကတော့ဆုံးကြမယ် ဒါဆိုမင်းလည်းပြန်တော့မှာမလား အေး ငါလည်းပြန်တော့မှာ အေးအဲ့ဒါဆိုငါလည်းပြန်တော့မှာဆိုင်နောက်မှ ACD ဆုံးကြတော့ပဲ အေးပါအေးကားပြီပဲနဲ့ကိုင်းပြန်လာပြီ ပြန်လာပြီလားနောက်ကျလာပြီလားသားရဲ့ဒီမှာတထေးလေးတောင်အိမ်ရောက်နေတာ ဒါဘယ်လိုလဲ စိတ်ထဲမထားပါနဲ့ကွာဒါတွေကမင်းအလုပ်လုပ်တာတော့လို့သူ့ရှာတဲ့သဘောပဲ ဒီလိုတထေးလေးနဲ့တွေ့တာသားလေးရမ်းကန်ကောင်းတယ်ဒီမှာကြည့်ပါအောင်သားညီလေးနဲ့ညီမလေးတို့လွယ်အိမ်နဲ့ကစားစရာတွေလေသားရဲ့ ကိုင်းဒီဖတ်ကြည့်လာစစ်ရလေးနော်ဒါဆိုလည်းမကြည့်စပိုင်ဒါမန်လိုရေးတယ်ရဲလာ ကဲကလေးတို့ကလွယ်တစ်တွေအယုတ်တွေရတော့ပြောကြရလား ပြန်လာရဲ့ဦး ဟုတ်ပါပြီဗျာအဲ့ဒါတွေကမင်းတို့ကိုကြီးကြောင့်ရရနော်မင်းတို့ကိုကြီးကအလုံးမအရန်အောက်ကိုရလို့ဘူကမင်းတို့ဝယ်ပေးရမင်းတို့ကြရင်ဘူကနောက်လည်းဝယ်ပေးမယ်လေဟုတ်ပြီလား ဟာအေး ကျေးဇူးတင်ပါတယ်သားရဲ့အန်တီတင်ဘလို့ကျေးဇူးတင်ရမှာမသိတော့ဘူး ကျွန်တော်ကိုကျေးဇူးတင်ကြလို့ပါဘူးဒါတွေကကျွန်တော်ဇန်ကြီးကိုဆုရှာနေတယ်ပေးရလက်ဆောင်တွေပါ အော် အခုလိုမျိုးအန်တီတို့ပြောနေရတွေ့တော့ဇန်ကြီးလည်းဝမ်းသာနေပါ ကျေးဇူးပါကိုရင်းမြတ်တို့ပါ ဘလို့ပါဘူးကွာမနေ့ဖန်တာမင်းအလုပ်စောစောလာတယ်ဒါဆိုခုငါပြန်တော့မယ်နော်အန်တီကျွန်တော်ကိုဖိပြပါ ဟုတ်ကဲ့ပါတထေးလေး ဒါဆိုဦးပြန်လိုက်တော့မယ်နော် သားတထေးလေးကိုလိုက်ပို့လိုက်ပါအောင်ကွယ် ဟုတ် ဒုက္ခပါပဲကိုခန့်ရဲ့ဟိုကောင်လေးခုချိန်ကြီးလည်းပြန်မလာသေးဘူးဘယ်ရောက်သွားနေရလဲမသိပါဘူးတခုခုဖြစ်နေမှဖြစ် မမပဲဗျာဒီညပြန်လာတယ်မနေ့ကပြန်လာမှာပေါ့ အဲ့လိုပြောလို့ရမလားကိုခန့်ရဲ့ဒီ
ဒီနေရာကသူ့နေရာလည်းမဟုတ်ဘူးတခုခုဖြစ်နေမှဖြင့်ဒုက္ခပါပဲကိုခန့်ရဲ့ဟဲ့ကိုနားဒီနားလေးသွားပြီးတော့ရှားကြည့်ပါအောင်လားကိုခန့်ရဲ့သူသွားတဲ့နေရာလေးတွေကိုမောင်လေးကသိရမို့လားနည်းနည်းပါးပါအပြင်ထွက်ပြီးတော့ရှားကြည့်ပါအောင် မရှာရှာဦးမမရဒီတော့မိုးလည်းရှောင်းနေပြီတော့ နို့နဲ့ကောင်းနေတော့ခက်တာပဲကိုခန့်ရဲ့နေပညာကိုအဲ့လောက်ကြီးမပြောစမ်းပါနဲ့နေသူ့စိတ်ကိုမသိရလည်းမဟုတ်ဘူးဟိုကစိတ်ထင်ရရှောက်လို့မှဖြင့်အကုန်ဒုက္ခရောက်ကုန်မယ် ထားလိုက်ပါဗျာသူ့ဘာသာဖြစ်ရင်လည်းဖြစ်ပါစေ မိုးတော့ချုပ်နေပြီငါစိတ်တော့ညစ်တော်တာပါပဲဟဲ့ တော့ဟဲ့ ကောင်းမရှိဘူးဟုတ်လားဘောတော့နော်ဒီချာဒုက္ခပဲကွာဒီကောင်ရားသွားပြန်ဟမ် ဟဲ့လေလုံးဝခေါင်းလေးဆောင်းမူးလာတယ် စောက်ပြဿနာပဲကွာ လူလုံးလေရောနင်းရလေအမူးနေပြီတေးဟောလာမချဟုတ်မင်းခုတော့လေ ဝိတုခါကြီးကငါကိုခန့်တော့ခေါ်လာမယ်ကောင်းကောင်းနဲ့မြန်မြန်တော့တရငါကိုခန့်တော့ခေါ်လာမယ် 你多少吧？哎，那这啥？哪里哪里？这这这，你看，这狗啊，要是给小光领队友，这边往里去，那谁都这个对啊。ကိုခန့်အားလေးကွာကျွန်တော်ခုပဲကိုခန့်တော့အိလာနေရဗညာကျွန်တော်အိမ်မှာမူးလဲတော့ကျွန်တော်ဘာလို့မှမသိဘူးဗျာ 啊？呀呀呀呀呀！你看不看？呀，俺这里见了，对不对？俺啥地方做了没？ ဟောကိုခန့် 呀，俺这里见了，你看不看？呀，ဒီကောင်ကွာ呀，ငါ့ကိုကြည့်လေရ ကိုခန့်စိုက်တယ် ရကွာငါပြောရတာနေကျေးဇူးပြုငါပြေးစမ်းပါလေခင်ဗျာ呀မသိပြန်လာတော့စင်းရမှာပြန်ရလေကွာတော့ဒီကွာဖေးဟာမလို့ ကိုခန့်စိုက်တယ်လေပျောက်သွားတာ တော့ကဲအောင်လို့မသေးတာကွာစားရတိုက်ရဆိုတာငါပြန်ခိုင်းပြီးအကြောင်းလာတော့ရတာတောင်းမှာလေကိုခန့်ကျွန်တော်တို့သူ့တားပါတယ်ဒါမှတော့မရရဘူးဒီကောရဲကဲအောင်လို့မသေးတာစားရသူ့ဘာမလုပ်ပေးရလို့ပေါ်သေးတာကိုညာရတေးနေမစစ်တယ်လို့ ဒီနေ့တော့မိုးရတော့နေတင်နေလူဆန်ဆန်ကမောင်ရတပည့်စီပါလဲလို့ပါ ခိုင်းရဲပါတယ် ဒီဘာစားကြင်ကြလဲအမစီသွားမလို့ ဟုတ်ပါဒီရင်ချက်တော့လာကြည့်ပေးပါလားဒီကောက်အားရှော့တစ်စက်တော့တိုင်မှာ ဘာမရှိတော့ပါ အင်းမမဝဲခဲ့မယ်နှစ်ယောက်ကရဖြစ်မနေကြနဲ့အောင်နော် စိတ်ချပါမမ အခုမှသွားရင်နော် အဲ့တော့ဟိုရှောက်တော့ပြမယ်လေဒီမှာလာထားတယ်မင်းခုဘယ်လိုနေလဲ ဘာမှမရှိတော့ဖင်းပြီးတော့ ဘာမှဖြစ်လို့ပြောတယ်မင်းပုံစံဖြူဖက်နေတာပဲမင်းမနေ့ကကန်ကောင်းလို့မသိရနော်အဲ့ဒါမင်းသိလား တီးပါတယ်
မင်းဒီတရားတော့လွေပြောလို့မရဘူးနော် အထေမောင်းပါပဲကွာမင်းကဒုက္ခပြီးလို့တောင်းလို့ပဲကွာ အေးနောက်တော့အခုလိုမျိုးထပ်ဖြစ်ရင်မင်းသေးပဲနော်ဟာရောဘာလို့လဲ မင်းကမင်းတော့စိုးရိမ်နေရမလားငါတီးပြီးထင်ပြီးတော့မင်းမို့ပြီးပြောနေငါအကုန်ကြားရနော် မယူနေတာနေစမ်းပေါ့ကွာ အားမျိုးမင်းဟောစိတ်ဆုံးနေတော့ နောက်တော့အခုလိုမျိုးထပ်ဖြစ်ရင်အမေကိုလွယ်ဘူးနော် ဒီပါကွာဘာတကယ်မှဝါမှာတော့တကယ်ထပ်ပြီးဖြစ်စီရမှာရုပ်ကတိပြီးအောင်လား အေးစတော့လာလားဒီမှာတော့မရ ဒါနဲ့မင်းလည်းဘာမှမစားသေးဘူးလားဒီမှာတူလာစားလေ ကျွန်တော်စားလာခဲ့ပြီးတော့ကျွန်တော်အိမ်ကနေစားလာတာ ငါ့ကိုမလေးစားမှလည်းကွာမင်းကရှက်တိတ်ပဲရှိပါသေးရဲ့မင်းဘာမှမစားသေးဘူးဆိုတာလည်းငါသိရင်ကဲလားဒီမှာတူလာစား ကျွန်တော်ဘိုက်ပြင်းနေပြီကျွန်တော်အိမ်ကနေဒီနေ့စားလာတာ ဒါတထေးမိတ်နော်မင်းစားမယ်လာ အဲ့ကျွန်တော်ခင်ဗျားကိုပြောမိလို့ရ ပါလေ ခင်ဗျားတဘောကောင်းတာလားတော့မဟုတ်တဘောကောင်းတာကျွန်တော်နားမလည်နိုင် မင်းရောဘယ်လိုလုပ်လဲ မသိဘူးလူတဲ့နေလို့ပဲထင်တယ် အဲ့ဒါဆိုလည်းမင်းထင်တဲ့အတိုင်းတော့မှတ်ထားလိုက်တော့ကဟုတ်ပြီလား ဒါနဲ့ကျွန်တော်ဒီမှာဘာလို့လုပ်လို့ခေါ်ရတာလဲကျွန်တော်ဘာမှမလုပ်တတ်တာလေခင်ဗျားသိထားတယ်ပြီးတော့ကျွန်တော်ပညာကိုလည်းဒီစားသိခဲ့ရတယ်ပေါ့ မင်းကလည်းကြည့်ရတယ်လို့ ဗျာကျွန်တော်ဘာလို့ယုံကြည်ရလဲ မမလည်းငါကြောင့်လည်းငါရှိရဲ့ရှက်တီးရကဲစားဆက်ချက်လည်းမင်းစားပါပြီးရင်မိဘမဲ့ကဲတခုမှငါလုပ်လို့မရှိဘူးအဲ့တော့မင်းလည်းခဲ့ရမှာနော်အဲ့ဆိုမင်းဒီမှာမစားဘူးနော်ခုလိုရရှိရင်ငါမျိုးပုံဆက်ခေါ်လိုက် ဟုတ်ကဲ့ ဟုတ်နော် ဟုတ် ဟယ်လိုကျွန်တော်ဘာလုပ်ပေးရမလဲ မင်းကကြည့်နေရမလားမင်းကတည့်ရ တွေ့ အရင်က social media တွေမှာမိမိမှုနေကြတာဒီလိုမျိုးလား မရေမမ ။အော်မောင်လေးတောင်ပြန်လာပြီ ဟုတ်တယ်မမဒီနေ့ပွဲအောင်လာလို့မမတို့တက်ခောက်စီးကြော်ဝင်လာတယ် ။ဟုတ်လား။ဟဲ့အများကြီးပါရော ဟုတ်တယ်မမဒါနဲ့မညာကြရော လာပြီရှိရ ဟာဒီကောင်မင်းချက်တဲ့ခောက်စီးကြော်လို့ဝင်လာတယ် ဟာခါဖွဲကြော်ရဲ့အဲ့တော့ငါမင်းကိုချစ်နေရ ထိတ်စမ်းတော့ကွာ ။အဲ့ဆိုရင်မောင်လေးရေသွားချိုးရုံလေနော် ဟုတ် ။မ 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 တို့ပြီးရင်ညစာတုန်းစားကြမယ်လေ နော် နော် ဟုတ် ရှင်မြင်မြန်ချိုးနော်ငါဘိုက်စားနေပြီ ဟာတနားလည်းကြောက်ရှိုးပြုံးပါတွေ့ရ ချိုးကို ။မမကတော့မနိုင်ဘူး။မင်းမဲ့နိုင်အောင်ပြော တွေ့မယ်ဟုတ်တွေ့ဟဲ့အောင်မင်း9မိနစ်တက်ပို့ချိုးရင်ငါကိုယ်မင်းကိုရေလာချိုးပေးမှာနော် လည်းလက်သေးစားမိခင်လာခဲ့လိုက်ကွာ ။အေး
ငါလာပြီ ည你ဘာဖြစ်လို့လဲ ဟာဖေကိုအိမ်မဆိုးရင်လည်း 你ဘာလဲမဲ့လို့လဲ ဖေနေမကောင်းဘူးဖေဆေးရုပ်လေးထားရတယ်ဖေပြတ်တစ်ခုတည်းဖြစ်နေလားမသိငါဖေကိုစိတ်ပူတယ်သူ့မှာငါတယောက်တည်းပဲရှိရကွာဖြစ်နေတယ်ငါကဘာမှဖြစ်သွားခြင်း မင်းထပ်ပြီးတော့ကြိုးစားကြည့်မလားဗျာမကလေးကိုလိုက်ခဲ့ပေးမယ် ဒီနေ့ကတော့လာပိုင်ရဲ့ တကယ်ရောကွာ အဲ့လိုငါခုတော့ရအောင်လားငါဖေကိုစိတ်ပူတယ် ဒါဘုရားတောင်းတယ် Olivier. Olivier. ဖြစ်နေကုန်ဒီမှာကွာ မဖြစ်နိုင်ဘူးဆိုတော့မရှိပါဘူးကွာမဖြစ်လာသေးတာပဲရှိတာအချိန်တိုင်းမင်းကိုမင်းပြောင်းမယ်ဆိုတော့ငါပြောတယ် ကျေးဇူးပါကွာအမေတော့ကပ်ပေးမိတာ ငါတို့ချမှာကျေးဇူးစရာမလိုပါဘူးကွာမင်းကလည်းဒီတစ်ခါမင်းနောက်တစ်ခါပေါ်ကွာ ရာရာတိုင်းကိုအလေးနဲ့မထားခဲ့ပဲကြည်ရင်ညာလွင်နေလို့မောင်နေရမလန်းပြောက်ခဲ့လေဆုံးမသာမျောခဲ့တယ်အမြင်နိုင်ခဲ့ပါအမရီထန်နေလေပေါင်တဲကတွေ့ရမျိုးမနဲ့တင်ရဆိုလို့ခဲ့ငါမနာကြည့် ဒီကောင်ကမမရခောက်ဆွေးရစားရဲဆိုပြီးတော့ကြီးကြနေရလေအဲ့တော့ကျွန်တော်ပေးပြီးတော့လိုက်ရှာပေးနေရတာ မင်းမဲဆက်လေးတောက်ချင်တယ်ဆိုလို့လိုက်ရှာပေးနေရတယ် ဖေတို့အလုံးဖြုတ်မယ်ဆိုတော့ကျွန်တော်လုံးဝလက်ခံမှာမဟုတ်ဘူး လက်မကတော့မရပါလို့ရှင်လဲ ဒီနေ့ကကျေးဇူးရှိပါတယ်တားရဲ့သူကြောင့်မိတို့တွေရှိမပင်နဲ့အဆင်ပြေပြေနေလာနိုင်တာတားရဲ့သူ့ဘောကိုပြီးကောင်းလေးရမယ်နော်တား ဒါကျွန်တော်လုပ်ချိန်မှာမဟုတ်တာကျွန်တော်မလာနိုင်ဘူး